အားလုံးမင်္ဂလာပါ Samus Design ကနေကြိုဆိုပါရစေဒီနေ့မှာတော့ကျွန်တော်ပြီးခဲ့တဲ့ရက်ပိုင်းတင်တော့က Nintendo Switch 2ကြေညာထားတဲ့ပွဲမှာပြထားတဲ့ Pokemon Legends ZA ရဲ့ title လေးကို summarize ပြန်လုပ်တော့မှာဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုတော့ Pokemon ဆိုတဲ့အတိုင်းပတ်ဆောက်ပါနော်ပတ်ဆောက်ဖို့ပြီးတော့ပတ်ဆောက် view တဲ့ဒီ P ကနေပဲကျွန်တော်မှတ်ပေးရမှာပေါ့နော်ဒီမှာတော့ကျွန်တော်က O ကိုလုံးကြီးတင်အနေနဲ့တောင်းပါမယ်လုံးကြီးတင်ဟောဆွဲပြီးတော့လုံးကြီးတင်စံခါပေါ့နော်My name is Satoshi. I can't stop. I'm unstoppable. You know what I mean? ပြီးတော့ကတ်ကြီးကိုတော့ကျွန်တော် ammo ပဲယူပြီးတော့ကတ်ကြီးအနေနဲ့တုံးဖြစ်မှာတုံးမှာဖြစ်ပါတယ်ဒီဆွေးကရတဲ့ချောင်းငယ်ပါနော်ဒီချောင်းငယ်ကတော့ကျွန်တော်ဒီ K ရဲ့ရှေ့ပိုင်းလေးကိုထည့်ယူလိုက်မှာပေါ့နော်ပြီးရင်ကျွန်တော်နတ်ငယ်ကတော့ဒီ N ကိုစောင်းလိုက်ပြီးတော့ပြန်လဲလိုက်နတ်ငယ်ပုံထွက်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒါလေးကို N လေးကိုနတ်ငယ်အနေနဲ့ယူဆွဲမှာပေါ့နော် Okay တော့ flip လုပ်လိုက်ပြီးတော့လေးထောင်လိုက်အဲ့ဒါနတ်ငယ်လေးထောက်လိုက်ပေါ့နော်ပြီးတော့ကျွန်တော်အသက်ကလေးကိုတော့ဒီ E ပေါ်ကအဆောင်ကလေးကိုယူပြီးတော့တက်အနေနဲ့တောင်းမယ်ပေါ့နော် Okay ပြီးတော့ကျွန်တော် ZA ဆိုတဲ့အတိုင်းကျွန်တော်ဇာခွဲဆွဲမှာပေါ့နော်အဲ့ဒီ set ကလေးကိုပဲဒီ Z ပုံစံလေးကိုပဲအပြည့်အဝပြန်ယူပြီးတော့သုံးနေတာဖြစ်တဲ့အတွက်ကျွန်တော်ဒီ set ကို base ပြန်ယူပြီးတော့မှဇာခွဲကလေးပြအောင်ဆွဲမှာပေါ့နော်ဒီမှာရှေ့ဘက်line လေးတော့နည်းနည်းပို့ယူရအောင်ပေါ့နော်အကွဲ E ဆိုတော့ကျွန်တော်က R ပေါ့အခရာ R ကိုတော့ကျွန်တော်ကဒီ R ရဲ့ဒီအရှေ့ပိုင်းပေါ့နော်ဒါတွေးလို့ shape လေးကိုတော့ကျွန်တော်ဒီ Z ကနေပဲယူပြီးဆွဲမယ်ပေါ့နော်ပြီးတော့မှ R ရဲ့နောက်ဘက်ကအပိုင်းလေးကိုတော့ကျွန်တော်သူ original A ပေါ့ဟိုရဲ့ letter A ကိုပြန်သုံးပြီးတော့ပေါင်းပြီးတော့ဆွဲလိုက်မယ်ပေါ့နော်အဲ့ဒါဆိုရင်ရှေ့ရတာတွေလိုဟာလေးရပြီနည်းနည်းလေးဆွဲထုတ်ပြီးတော့ကျွန်တော်ဒီနောက်က E ရဲ့အပိုင်းလေးကိုပေါင်းလိုက်မယ်ပေါ့နော်ပြီးတော့တဝေထိုးပေါ့တဝေထိုးကတော့ကျွန်တော်ဒီ E လေးကိုflip လိုက်ရင်တဝေထိုးပုံစံလေးထွက်တာဆိုတော့ကျွန်တော်ဒီလက်တိုင်း E လေးကိုပဲပြန်ယူလိုက်မှာပေါ့နော်စလုံးလေးစီကြည့်လိုက်မှာပေါ့နော်ပတ်ဆောက်ချောင်းငယ်နဲ့ရှည်နေတော့တိုးလိုက်မှာပေါ့နော်ချောင်းငယ်အဲ့တော့ rotate လုပ်လိုက်မယ်ပတ်ဆောက်အောက်လေးမှာတက်ထည့်လိုက်မယ်ပို့ပြီးတော့လုံးကြည့်တယ်နော်လုံးကြည့်တယ်အဲ့ဒါ color လေး filling လုပ်လိုက်ပြီးတော့မှကျွန်တော်ဒီစလုံးလေးစီလိုက်အောင်နော်အဲ့တော့ပိုကြီးထင်းရှားမြင်အောင်
လုံကြီးတင်အတွက်နောက်ကို KP ကကြီးပေါ့နော်ကြီးဆိုတော့အကြီးဒီကလုံကြီးတင်ဆန်ခတ်ပေါ့လုံကြီးတင်နောက်လေးကိုပြောင်းပြန်လဲလိုက်မှာပေါ့နော်ဘာလို့လဲဆိုတော့ဆန်ခက်ကလေးထဲမှာဆိုတော့အတွင်းထဲကိုကျွန်တော်အဝိုင်းတစ်ခုလောက်ပေါက်လေးတစ်ခုလောက်ဖောက်လိုက်ပါနော် Okay ဟိုဒီမော်နော်မော်ကတော့အမဆွဲနိုင်တယ်ပေါ့နော်အဲကျွန်တော်ခဏလုံးကြည့်တင်အဝိုင်းလေးကိုချက်နာမည်တက်အောက်ကထုတ်လိုက်မိတဲ့ဟာလေးကိုဖြတ်လိုက်အောင်နော်ဒီတိုင်းလေးပဲသူ့နှစ်ခု original sound လေးတိုင်းပဲထည့်တုံးတာပို့ရောအဆင်ပြေနေအောင်နော်ဟုတ် Pokemon နောက်က CA ဆိုတာလေးကိုလုံးအောင်နော်နောက်လည်းလေးကို group ဖွဲ့ပြီးတော့ခဏဖြောက်လိုက်မယ်ခဏဇာခွဲရယ်ရယ်တို့ထိုးရကိုကျွန်တော်ပြန်ထောက်လိုက်မှာနော်color filling လုပ်ပြီးပြီပြီးတော့okay တို့ဟုတ်အဲ့ဒါလေးကို flip လုပ်လိုက်ပြီးတော့ဒီကွဲပါနော်နောက်ဆက်ကွဲကတို့လေးအောင်ချောင်းလေးပြန်လာအောင်နော်ဒီဘက်ကအားရဲ့အဆောင်နဲ့လည်းညီတော့အဲ့တော့ဆက်ခွဲဒီအောင်ကြည့်တယ်နော်ဒီစက်ချက်တော့ဒီရောင်လေးကိုတစ်ချက်ထည့်ပြီးတော့စမ်းကြည့်ရအောင်နော်ဒီအဲ့ဆိုရင်တော့စလုံးလေးအကုန်ရပြီပေါ့နော်ဒါလေးကို Illustrator ပေါ်တင်ပြီးတော့ vectorize လုပ်ပါမယ်ခုနအကျဉ်းချစ်ခဲ့တဲ့အတိုင်းပဲပေါ့နော်ပါဆောက်ကိုဒီ P ရဲ့အပိုင်းကလေးယူပြီးတော့တုံးမယ်ပေါ့နော်ဒီနေ့လုံကြည့်တင်တော့တော့လည်းခုနအတိုင်းပဲပေါ့နော်Pokemon ကကျွန်တော်ဟိုငယ်ငယ်လေးတည်းကဆော့လာပါတော့ဒီ Pokemon Game Boy ပေါ့ Game Boy Z ထွက်လာပြီးတော့ဒီ Pokemon Red Pokemon Green ထွက်လာတဲ့အချိန်စပြီးဆော့ပြတာပေါ့နော်အဲ့တော့လက်ထက်မှာတော့ဒီ Game Boy Z တွေပါမရှိဘူးပေါ့နော်မရှိတော့နောက်နည်းနည်းလေးကြာတော့မှဒီကျွန်တော်ကွန်ပျူတာမှာ emulator လေးနေပေါ့နော်ဒီ GPA emulator လေးထွက်လာတဲ့အခါကျတော့မှကျွန်တော်ဒီ Game Boy emulator နဲ့ဒီ Pokemon Ruby နဲ့ Sapphire set ဆော့ပြတာပေါ့နော်အဲ့ Pokemon anime ကတော့ဟိုငယ်လေးတည်းကကျွန်တော်ဒီမှာလဲခါလေးလွင့်နေပေါ့နော်လွင့်တော့အဲ့တော့ကတော့ကြည့်ပူတယ်ဒါတော့အဲ့တော့ကတော့အင်္ဂလိပ်စကားပြောနေမြန်မာစာတန်းကိုနဲ့လွင့်တော့နောက်ပိုင်းကျတော့ဒီစလောင်းပေါ့နော်ကျွန်တော်တို့ဒီနှစ်ပေစလောင်းဒီ cat ကိုပြီးတော့ကြည့်ရတဲ့နှစ်ပေစလောင်းထွက်လာတော့ဒီ Cartoon Network တို့တခြားဒီ Animax တို့အဲ့လို channel တွေကနေလည်း Pokemon လွှင့်နေပေါ့နော်လွှင့်တော့အဲ့တော့အင်္ဂလိပ်စကားပြောနေပေါ့အဲ့တော့အင်္ဂလိပ်စကားပြောနေလဲအဲ့လို Pokemon တွေဒီ episode ပိုင်းလေးကြည့်ပြီးပေါ့နော်ကြည့်ခဲ့ရတယ်ဒါထဲမှာတော့ဒီကျွန်တော်တို့ခွေဆိုင်သွားပြီးတော့ဒီ Pokemon ခွေတွေကိုဝယ်ပြီး Pokemon episode တွေပေါ့နော်တချို့ episode တွေလည်းကြားထဲမှာ episode တချို့ဆိုလည်းပျောက်နေတာပေါ့အဲ့တော့ပြန်ကြည့်ရအောင်နော်နောက်ပိုင်းမှာဒါတပြေးရင်းနဲ့ဒီ internet တွေပြန်ပြီးတော့ Kickstarter internet တွေပြန်အဆင်ပြေလာပြီးတော့မှဒါကျွန်တော်တို့ဒီတခြားPokemon ဟိုရှေ့တုန်းကဟာတွေရောဗာတွေရောညာတွေရောအဲ့တော့ပြန်ကြည့်ဖူးတာပေါ့နော်
Pokemon ကတော့ငငယ်လေးတည်းကဘယ်လိုပြောလဲကျွန်တော်တို့ရဲ့ဟောပါနော်ဒီ Pikachu ပေါ့ Pikachu ကတော့ချစ်စရာကောင်းတော့ Pokemon တော်တော်များများလည်းသဘောကျကြပါတော့အခုနောက်ပိုင်းလဲ Nintendo ကခုချိန်ထိဒီ Game Freak ကပေါ့နော်ဒီ Pokemon series like game တွေအများကြီးထောက်ထွက်နေတာပေါ့နော်အခြား Pokemon game တွေပေါ့နော် Pokemon game series တွေအများကြီးထွက်ခဲ့တာဆိုတော့အဲ့မှာ Game Boy ပြီးတော့ကျွန်တော်ဒီ Nintendo DS ကနေ 3DS ရောက်ပြီးတော့My name is Satoshi. I can't stop. Unstoppable. BTS ရောက်ပြီးတော့ဒီအဲ့မှာဆိုရင် Diamond and Play Black and White တို့ XY တို့အမီ Salmon နောက်ကျတော့ဒီ Pokemon Sword and Shield Pokemon series တွေကိုတောက်လျှောက်အများကြီးပဲထွက်လာတာဆိုတော့အခုဒီနှစ်မှာတော့ဒီ Pokemon XY ရဲ့အဆက်ပေါ့နော် XY ရဲ့အဆက်ပေါ့ Pokemon Generation 6လို့ပြောလို့ရတယ်ဒီ Pokemon XY ရဲ့အဆက်ပေါ့ Pokemon Z8 အဲ့ဟာကိုသူကဒီ Mega Evolutions နဲ့ပေါင်းပြီးတော့နောက် generation တစ်ခုပေါ့နော်ဒီမှာ generation တစ်ခုဖြစ်လာမှာပေါ့နော်Pokemon Scarlet and Violet ထွက်ပြီး3နှစ်ပေါ့3နှစ်ကြာတော့မှထွက်လာပေါ့နော် Pokemon Scarlet and Violet ကလည်းကျွန်တော်တော်လေးအောင်မြင်ဖြစ်ခဲ့တဲ့ Pokemon game ပေါ့နော်ဘာလို့ဆိုတော့ open world ပုံစံပြီးတော့ဒီopen world action RPG ပုံစံပေါ့နော်ကျွန်တော်ဒီ Pokemon Legends Arceus မှာဟိုစပြီးတော့ဒီ gameplay ပုံစံတော်တော်လေးပြောင်းလာပါတော့အဲ့တော့ Pokemon Scarlet and Violet ကလည်းတော်တော်လေးပေါက်တယ်ပေါ့နော်အခုဆိုလည်း DLC တောက်လျှောက်ထွက်လာပြီးတော့မှအခုကျတော့မှဒီဒီဆိုရောက်ထပ်လုပ်တာပေါ့နော်ကျွန်တော်တို့ CA မှာရေးထားတဲ့လုံးကြီးတင်ဆန်ခန်းနဲ့တဝေထိုးတို့တော့ကျွန်တော်တို့ဒီဇာတ်ခွဲနဲ့အားရဲ့စလုံးပုံစံတိုင်းစင်တူပြောင်းကျွန်တော်ပြောင်းဆွဲလိုက်မယ်ပေါ့နော်နော်ခေကစကားကွက်တော့ကျွန်တော်တို့ရဲ့ hexagon အတိုင်းပေါ့ original ရတဲ့ hexagon အတိုင်းပဲယူပြီးတော့piping mask လောက်ပါပေါ့နော်စားခွဲတဲ့စကားကွက်ပြီးသွားပြီဆိုတော့ဒီတဲ့စကားကွက်ပြီးသွားပြီဆိုတော့ကျွန်တော်ဒီတဲ့ဟောပါတစ်ကိုင်းလို့ပုံစံလေးပေါ့နော်ကိုင်းပြီးကြောလို့ပြော
ဒီဘက်တဝေထိုးလေးမှာလည်းအဲ့ဒါလေးထည့်မှာနောက်လည်း clicking mask လောက်လိုက်မယ် okay gradient လေးနဲ့ပြန်ချိန်လာပါဘူးနော်နည်းလေး original နဲ့အရသာနေပွဲနေလားဆိုတော့ရှစ်တော့လာ okay okay နောက် Z A ပြီးသားပြီခဏ save လိုက်မှာပေါ့နော် ရှေ့က Pokemon လေးကို effect ထည့်မှာပေါ့နော်လောကျွန်တော်အရောင်ရင်ထည့်လိုက်မယ်တော့မှstroke ရဲ့ gradient လေးနဲ့အဲ့ဒါရောဒီနေ့က shadow ပေါ့ shadow စားဒီဘက် appearance နဲ့နေရ stroke နောက်တစ်ခုနဲ့တင်လိုက်မှာပေါ့နော်Just when I thought I was out, I come back stronger. More ferocious, and my legacy lasts longer. There's more that came from. Just wait till I evolve. Once I get my strong, all your problems will be solved. They call me Pikachu. What? You think you can beat me? They call me Pikachu. What? You think you can beat me? Pikachu, I choose you, alright. Let's go. I'll make you evolve, my I can't stop, unstoppable. You know what I need. I think the battle I can lose. Pokemon, Pokemon, Pokemon. My name is Satoshi. ဒီနေ့စလုံးလေးလည်းဟိုဒီ effect တိုင်းမှာပေါ့နော်ဒီ appearance တိုင်းမယ်စလုံးချင်းစီလိုက်ထည့်လိုက်မှာပေါ့နော်
ဒီ property တွေတော့ screenshot ယူလိုက်အောင်နော် outer stroke ရဲ့ inner stroke ရဲ့ပေါ့နော် I'll show you how. I'm Satoshi. I can't stop, unstoppable. You know what I mean? It's a battle I can't lose. ။ဒီတော့ကျွန်တော်က inner stroke ကခုနကလုံးလို့inner stroke သုံးလိုက်တာနည်းလေးတစ်မျိုးကြီးဖြစ်သွားပါတော့။မျိုးကြီးဖြစ်သွားတော့ကျွန်တော်creeping mask နဲ့ပဲကျွန်တော်ဒီ stroke ကိုoutline လုပ်ပြီးတော့မှ stroke ကိုပြင်တာမျိုးပြန်ပြောင်းလိုက်မှာပေါ့နော်။အဲ့ဒါနဲ့ပို့ပြီးတော့ကြည့်လို့ကောင်းမယ်ထင်တယ်။အဲဆိုတော့ခုန inner stroke ထည့်လိုက်တော့ကျွန်တော်ဒီလုံးကြည့်တဲ့ဝါဆွဲတို့ရဲ့ဒီအတွင်းထဲကဒီလက်ချမ်းလိုဟာလေးကview နည်းနည်းကျွန်းထွက်နေတာပေါ့နော်အဲ့တော့ကျွန်းထွက်နေတော့အဲ့လေးကို line ကြီးဖို့ကျတော့နည်းနည်းအဆင်မပြေဘူးပေါ့နော်အဲ့တော့ဟိုဖြတ်ပြီးဖြတ်ပြန်ဖြတ်ရမှာဆိုတော့အဆင်မပြေတော့ကျွန်တော်ဒီ outline ကိုပဲ clipping mask နဲ့ထည့်လိုက်မှာပေါ့နော်ထည့်ပြီးတော့မှအဲ့ဟာလေးကိုပူနေတာလေးတွေနည်းနည်းဖြုတ်လိုက်မှာပေါ့နော်ပူနေတာလေးတွေကိုဖြတ်ပြီးတော့လိုနေတာလေးတွေကိုကျွန်တော် like ဖြည့်ပေါ့နော်အဲ့ဒါလေးကပို့ပြီးတော့မြင်ပါဒီလက်ချမ်းလေးတွေကလည်းပို့နေတာလို့အဲ့လေးတွေမြင်လာပါနော်မဆွဲရလဲနားပေါ်လုံးကြည့်တယ်ပြောရရင်နော်နေရာလေးနည်းနည်းလေးတွင်းနေစားလေးနည်းနည်းလေးညှိလိုက်ရင်အဲဆိုအဆင်ပြေသွားပြီပေါ့နော်โอเคเนาะအပွားကခုနယူလိုက်တာပျောက်သွားတယ်ပြန်ထည့်လိုက်မှာနော် sorry ပါOkay, အဲ့ဆိုရင် original ရုပ်ထွက်လာပြီပေါ့နော်။ထွက်လာပြီဆိုတော့တော့အထက်တော့ရမယ်။ရှင်းပြအောင်။ Okay, တော့ဒီ legends ဆိုတော့တန်တာကြီးများဘူး။ဒီများတော့ဒီမှာတော့ကျွန်တော်ရိုး font ပဲသုံးလိုက်မှာပေါ့နော်။ Noto မြန်မာ Noto Sans မြန်မာပေါ့။အဲ့ဆိုရင်ဘိုးလေးဖြစ်တယ်ပြောဒီ legends တုံးထားတဲ့ဟာလည်းရိုးရှင်းလေးပဲဆိုတော့ကျွန်တော်အဲ့ဟာလေးကိုပဲတုံးလိုက်ပါတော့ဘုံလုံးပေးရွှေ့မယ်ဒီမှာအပေါ်မှာကျွန်တော်အမေအောင် background လေးထည့်လိုက်ပါပြီးရင်အဲ့လေးခြုံလိုက်ပါနိုင်ပြီးတော့ပြန်ဟို outline အဖြူလေးခုပါနေပါတော့။တော့ပါနေဟာလေးကျွန်တော်ဒီမှာထည့်မှာပေါ့နော်။ Okay
ကျွန်တော်ဒီမရဲ့အဝိုက်ကလေးကျန်သွားတာပေါ့နော်ကျန်သွားဆိုတော့ကျွန်တော်ပြန်လုပ်လိုက်ပါပေါ့နော် cancel control Z နဲ့ဆက်ပြန်လုပ်ပြီးတော့ဒီနဲ့အဝိုက်ကလေးဒီမှာထည့်အောင်နော် okay ဒါဆိုရင်ပြန်ထားမယ်ပြန်ထားပြီးတော့ draw ဒီအပြင် stroke ဖြူလေးလိုက်မယ် okay ပြီးတော့ဒီ2ကလေးတစ်ခုထည့်ရမယ်နော် H2 ပေါ့ H2 ကတော့ဒီ appearance ကနေပဲတော့ဒီ transform ယူပြီးတော့နည်းနည်းလေးဒီထုတ်လိုက်အောင်နော် copy 20လောက်ဆိုရင်ဒါအဆင်ပြေတော့ရမဝေးဆိုတော့အဲ့ဒါဆိုရင်โอเคဒါဆိုရပြီပြီးရင်နောက်ဆုံးအပြင်ဆုံးကအဖြူရောင်ဖြူအောင်နောက်ခံပါနော်အဲ့ဒါလေးထည့်လိုက်မယ်ဒါလည်းကျွန်တော်အပေါ် transform နေနေယူပြီးတော့ထူထုတ်လိုက်ပါโอเคဆိုပတ်လေးရတော့ပြီအောက်ကဒိုင်နာကြီးများနဲ့ပြန်ပေါင်းမယ်ပေါ့နော်ဒီမှာတော့ကျွန်တော် stroke ပဲယူလိုက်နော်object ပေါ့shape လေးဆွဲလိုက်ပါနော် shape ဆွဲလိုက်မယ်တော့ပေါ်နဲ့အောက်နဲ့တစ်ဆက်တည်းဖြစ်သွားအောင် shape လေးဆွဲလိုက်မယ်တော့လက်ချမ်းနဲ့ရွှေ့ပြီးတော့ okay ပုံနဲ့လေးနည်းနည်းညှိလိုက်ပါနော် okay အဲဆိုရင်တော့ကျွန်တော်တို့ဒီ Pokemon ZA ရဲ့ color လေးနည်းနည်းလေးဝင်နေသလား okay ရောပြီးရင်စကွဲရဲ့ shadow ပေါ့နော်စကွဲရဲ့ shadow လေးအပေါ်တင်နေတာဆိုတော့ဒါလေးထည့်လိုက်မယ်ရောဒီကစကွဲရဲ့ရှေ့ချုံလေးအတွက်mask ကနေရာလေးနဲ့လွှဲနေတွေ့လိုက်တယ် okay ရပြီအဲဆိုရင်တော့ကျွန်တော်ဒီ Pokemon ZA ရဲ့ title လေးပြီးတော့ပါပြီအားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာထပ်တွေ့ကြပါမယ်နော်